တင်းရဲ့စိုးရိမ်မှုစရင်ကိုစူတောင်းစရင်အဖြစ်ပြောင်းလဲလိုက်ပါကျွန်ုပ်တို့ဒီဖရာသခင်အတွက်မိတ်ဆွေဖြစ်နိုင်တယ်လို့စာတန်မိတ်ဆွေလည်းဖြစ်နိုင်ပါလေကိုယ့်ဘက်ကရွေးချယ်ရမယ်ဖရာသခင်ကတင်းတို့ဤဂယုဆိုင်မှုအားလုံးကိုသူ့အပေါ်၌ချထားလော့ဟုမိန့်တော်မူသောအခါ၎င်းသည်တောင်းဆိုခြင်းမဟုတ်ပဲအမိန့်တစ်ခုဖြစ်သည်ယနေ့တင့်ကိုတင်မေးပါဖရာသခင်ကကျွန်ုပ်ကိုဖြစ်စေခြင်းဤအရာဖြစ်ရန်ယခုကျွန်ုပ်ဘာလုပ်ရမည်နည်းအတင်းအပြင်းပြောမဲ့အစားလူတွေအတွက်ဆုတောင်းတာကပိုကောင်းပါတယ်ကောင်းကြီးကိုမရှာပဲဖရာသခင်ကိုစရှာပါထို့နောက်ကောင်းကြီးမင်္ဂလာသည်တင့်အားရှာဖွေလိမ့်မည်တမန်ကျမ်းစာသည်တင့်အားပြောင်းလဲစေရန်ရည်ရွယ်ပါသည်ကျမ်းစာကိုပြောင်းလဲပေးမဲ့သူကမဲမဟုတ်ဘူးစာတန်သည်လှပသောတင့်အသက်တာကိုပျက်စီးစေနိုင်သည်ဖရာသခင်သည်ပျက်စီးနေသောတင့်အသက်တာကိုလှပအောင်ပြုပြင်နိုင်ပါသည်ဧဝံဂေလိတရားဟောခြင်းသည်ကမ္ဘာမြေပေါ်တွင်အကြီးကျယ်ဆုံးအလုပ်ဖြစ်ပါသည်ဆုတောင်းခြင်းကတင့်အခြေအနေကိုပြောင်းလဲစေရုံသာမကပါတင့်ကိုလည်းပြောင်းလဲစေပါတယ်လူများတဲ့ဖရာသခင်ကိုယေရှုပြုပါဆုတောင်းခြင်းဖြင့်အစပြုသောအခါကျွန်ုပ်၏နေ့ရက်သည်ပိုကောင်းပါသည်တခြားသူတွေမင်းကိုမြင်နိုင်အောင်မတောက်ပြောင်ပါနဲ့အခြားသူများဖရာသခင်ကိုမြင်နိုင်စေရန်တောက်ပပါကျွန်ုပ်တို့၏ကလေးများကိုဖရာသခင်သည်မိတူဖြစ်သည်ကိုတင်မတွန်တင်ပါကစာတန်သည်သူ့အကြောင်းအရာအားလုံးကိုပေးလိုက်မည်ဖရာသခင်သည်တင်၌ရှိသောအရာအားလုံးဖြစ်လျင်တင်လိုအပ်သမျှအရာအားလုံးရှိသည်ဖရာသခင်၏အချိန်သည်ပြီးပြည့်စုံသည်ဘယ်တော့မှစောတယ်နောက်ကျတယ်ဆိုတာမရှိဘူးဘဝသည်တိုက်ပွဲဖြစ်သည်ယုံကြည်ခြင်းဖြင့်တိုက်တော်တိုက်ပွဲသည်တာ၍ကောင်းသောတိုက်ပွဲဖြစ်သည်တဲ့တွင်အပြည့်မရှိသောမိခွန်းများရှိနေသောအခါယုံကြည်ခြင်းသည်ဖရာသခင်ကိုယုံကြည်ကိုးစားခြင်းဖြစ်ပါသည်ယုံကြည်မှုဆိုတာမြူခိုးတွေကိုမြင်တဲ့ရည်သားနဲ့တူတယ်ခိုင်မာသောယုံကြည်ခြင်းကိုတည်ယူရန်တခုတည်းသောနီလန်းမှာကြီးမားသောစံတတ်မှုများကိုခံနိုင်ရရှိရန်ဖြစ်ပါလေ